တဲနှလုံးတို့ရေစားကြအောင်တို့ဘာချက်လဲဆိုတော့ကြက်သားကိုလေငရုတ်သီးစိမ့်နဲ့ဂွေးသီးနဲ့ထောင်းကြက်သွန်အဖြူနီနဲ့ထောင်းကြက်သားကိုနည်းနည်းတင်းတင်းလေးကြော်လိုက်အောင်ကြော်ပြီးအင်အားလေးတွေထောင်းပြီးတော့စီမွှေးတက်ပြီးတော့ငပိစိမ့်သားလေးနည်းနည်းထက်တက်အဲ့ဒါလေးနဲ့ရခိုင်ချက်တယ်အနီပိုးရဲ့ဒငင်းသီးစားရည်စိမ့်လေးတို့တာတို့ကိုချစ်လို့ဝင်းရံပေးကြတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့တို့စိတ်ကောင်းကောင်းထားရတာနဲ့တို့ကိုအဲ့လိုလေးတွေမှတော့တို့စိတ်ညစ်ရတယ်စားကြအောင်အသေးနှလုံးတို့ရေတို့လက်ကကြီးတယ်တို့လက်ကြီးတွေကကြီးတယ်နားလည်းရင်ကြီးကတက်လာပြီးစံကြီးလောက်ပါဟာတော့ဖွင့်တယ်ဘာမစားသေးပါဘူးကွာပြက်တော့အောင်ချက်ကုန်ပြီဘာတော့မှစားနေတယ်တော့ကုန်နေကင်းကမဟုတ်လန်းလွှဲပေးတဲ့ညီမလေးတုတ်အများကြီးကျေးဇူးတင်တယ်နော်ညီမလေးဆိုင်လည်းဒီတက်မကအများကြီးကြောင်းကောင်းပါသေးလို့တုတ်ဆူတောင်းပေးတယ်ညီမလေးတို့မိသားစုတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေသဘာဝဘေးအန္တရာယ်ဆိုးနဲ့တကောကကဲယောဂဆိုးများလည်းကျင်းဝေးပါစေလို့နော်ညီမလေးတို့မိသားစုတွေမဟုတ်တုတ်ကိုချစ်တဲ့ပရိသတ်အကုန်လုံးနဲ့တရားစုအကုန်လုံးနဲ့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတို့နဲ့ပြည့်စုံပါစေနော်တဘာဝဘေးအန္တရာယ်ဆိုးလို့မှလည်းကျင်းဝေးပါစေလို့တုတ်ဆူတောင်းပေးတယ်နော်ပုံမတင်ပေးပါနဲ့ဆိုလို့တုတ်ပုံမတင်ပေး
ဒီကနေ့ကျေးဇူးတင်စကားတုတ်ပြောလိုက်တယ်နော်ကျေးဇူးတင်စကားဆူတောင်းစကားလေးတုတ်ပြောပြီးတယ်နော်တော့ကိုအဲ့လိုတရားရောက်ပြောပြီးရင်တော့စိတ်မလုံတော့ဘူးတော့အလားဆုံးပြင်အားကြောင့်တော့အလားဆုံးလေးပြင်ထားတာမနေ့ကလက်ဆောင်ပေးလိုက်တဲ့စပယ်ပန်းလေးတော့ကြွကြွလေးနဲ့ထည့်ပြီးရေလေးနည်းနည်းလေးတောက်ပြီးတော့ကြွကြွတဲ့လေးလုံးခြေထားတာတွေ့လားချစ်တို့လည်းစားမကောင်းတုတ်ချက်စားတယ်လို့ချက်စားကြက်သားတွေပါနော်ကိုယ်သီးရငရုတ်သီးရငပီးစင်းသားရင်းနဲ့ရစီမထဲနဲ့ကြက်သားစီထွက်လို့ကြက်သားကိုပြန်လှော်တဲ့အချိန်မှာစီထွက်လာလို့ရှိရင်နည်းနည်းပြန်ခတ်ထားလိုက်စီဘုံဘုံလောက်ဆိုစားမကောင်းနော်ဒီဘိုးလေးရင်းနေစားရင်ပြုတ်နေရောဖြစ်တဲ့ဒါပဲနော်ဗီဒီယိုရှင်းနေလို့ဖြတ်ချခံရမှာဆိုလို့တော့ကလည်းတိတ်ကျွမ်းတာမဟုတ်ရမ်းကျတဲ့တော့ကိုဝင်ရပြီးကြလို့နော်ချစ်တို့မိသားစုတွေအကုန်လုံးလဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးစိတ်သွားတိုင်းကိုပါတဲ့လူရင်ဆန္ဒများပြည့်စုံကြတဲ့မိသားစုလေးတွေဖြစ်ကြပါစေလို့တော့ကိုမဝှထမ်းလွှဲပြီးတဲ့ညီမလေးရောပေါ့နော်တို့ဆူတောင်းစကားလေးပြောလိုက်တယ်နော်